စံတဲ့ကိုကြက်ဥသုံးလုံးထည့်လိုက်ပါတမအောင်မွေပေးပါဒါဟာနမဲကြီးအနောက်တိုင်းစားတော့ဆိုင်ရဲ့လျှို့ဝှက်ချက်ပါပဲထမင်းချက်တယ်လို့ပဲရေထည့်ပြီးအဖုံးပိတ်ပြီးထမင်းချက်ခလုတ်ကိုနှိပ်လိုက်ပါကြက်ပောင်သားကိုအတုံးလူတွေတုံးပြီးဂျင်းစားအနှမ်းငယ်နဲ့ငရုတ်ခေါင်းမုံတုံးနဲ့9မိနစ်ခန့်နေထားပါစီပူလာရင်ကြက်သားတွေကိုအယောင်ပြောင်းအောင်အရင်ကြော်ပါပြီးရင်ကြက်သွန်နီမုံလာဦးနီနဲ့အာလူတော့ကိုထည့်ပြီးတမအောင်မွေးကြော်ပါဒီဟင်းရဲ့အရသာလျှို့ဝှက်ချက်ကတော့တဘာဝအတိုင်းထုတ်လုပ်ထားတဲ့ကာရီမုံနှလုံးထဲတာပါပဲဒါကကျမ်းမာရေးနဲ့ညီညွတ်လို့ကလေးတွေအတွက်လည်းအဆင်ပြေပါတယ်ရေထည့်ပြီး10မိနစ်ခန့်အဖုံးအုပ်တီးထားပါပြီးရင်ပန်းကော်ပူစီထည့်ပြီး2မိနစ်လောက်ထပ်ချက်ရင်ဆိုင်ကအတိုင်းအရသာရှိတဲ့ဟင်းတစ်ခွက်ရပါပြီအခုဆိုရင်ကြက်ဥနဲ့ချက်ထားတဲ့ထမင်းလာလဲနူးညံ့ပြီးအာဟာရပြည့်ဝနေပါပြီပကံတဲကိုထမင်းထဲအပေါ်ကနေကြက်သားကာရီဟင်းကိုစမ်းလိုက်ရင်အရသာရှိလွန်းလို့ကလေးတွေလည်းကြိုက်နေတတ်မယ်ကြက်သားကာရီထမင်းပေါင်းလေရပါပြီ